မောက်ခေမြမစာရေးသားစနစ်မှာတရတင်ဂီတာအဖြစ်အသက်တွေကိုအသုံးပြုနေစေဖြစ်ပြီးတရရိုးရိုးအတွက်ညာတက်နဲ့ရပလက်တက်နှာတန်ပါတရအတွက်ငါတက်ညာကလေးတက်နှာတက်မတက်ရတန်တရအတွက်ကတက်စာတက်တတက်ပါတက်တူပဲဖြစ်ပါတယ်အတဟာအရေးမှာတော့တကွန်လွှားထားရပြီဆိုပေမဲ့အတန်အရာတော့တရသဘောကိုစောင့်နေပါတယ်ကိုငယ်စိတ်ညစ်တဲ့နောက်ပိုးမယ်ယုံလို့အလွယ်မှတ်သားကြတဲ့အသက်10ပါးကိုဆရာကြီးမောင်ခင်မေတနုပြူကရှေ့ကအသက်10ပါးလို့ခေါ်ပြီးညကလေးကိုမထည့်ပဲဝါကိုထည့်ပြီးရေတွက်ခဲ့တဲ့ဆိုတဲ့အကြောင်းအသက်တွေဟာအချမ်းရံတင်ဂီတာတွေသာဖြစ်ပြီးတက်တင်စစ်ဆဲမှာတတာဆဆာတို့ဟာအဓိကပြည်တွေဖြစ်ပြီးအသက်ဟာသရတင်ဂီတာတွေသာဖြစ်ကြောင်းတချို့သရတန်တွေအတွက်အကိုဗဟုပြုပြီးအသက်ပါတဲ့ပြည်ကိုအချမ်းရံတင်ဂီတာအနေနဲ့တွေ့ရေးကြောင်းကိုAAN တို့နဲ့တာရကပြီးဖော်ပြထားပါတယ်ရှင်ဆိုခဲ့တဲ့တက်စစ်စေပါဟာမြမစာရေးသားသက်နဲ့သားဆိုင်နဲ့မြမအသက်တွေဖြစ်ပြီးပါဠိတက္ကရာကမွေးစားထားတာမဟုတ်ပဲမြမစကလုံးသက်ကိုသာရေးသားရတာဖြစ်ပါတယ်ပါဠိကိုမြမမှုပြုထားတဲ့မွေးစားစကလုံးတွေကိုရေးသားတဲ့အခါမှာတော့မြမအသက်10ပါးနဲ့တည်းမလုံလောက်ပါဘူး။ဒါကြောင့်ပါဠိစကလုံးရဲ့အဆုံးသက်ပြီးအလုံးကိုအသက်ထည့်ပြီးရေးသားကြရပါတယ်။နမူနာပြောရရင်မုခကနေမှုတ်အဖြစ်ဘဝကကနေဘဝအဖြစ်ရေးသားကြတာမျိုးပါ။မြမအသက်နဲ့ပါဠိအသက်လို့ခေါ်တဲ့ပါဠိသက်အသက်တွေရဲ့ထင်ရှားတဲ့ကွဲပြားချက်တစ်ခုကတော့မြမအသက်တွေဟာသတ်မှတ်ထားတဲ့သရနဲ့သာတွေ့ဆက်နိုင်ပေမဲ့ပါဠိသက်စကလုံးတွေကတော့တခြားသရတွေနဲ့ပါတွေ့ဆက်နိုင်တာပါပဲ။ကတဟာမြမအသက်ဖြစ်ခဲ့ရင်အောအိုဆိုတဲ့သရသုံးလုံးနဲ့သာတွေ့ဆက်နိုင်ပြီးအောက်အိုင်ကက်ကောက်ကိုင်စားတဲ့အတန်တွေဖြစ်ပဲတွေ့ဆက်နိုင်ပါတယ်တကယ်လို့ကတဟာပါဠိသက်အတ္တဖြစ်နေခဲ့မယ်ဆိုရင်တော့ဝီဘက်ကရဝေတုတ်တူလိုအာအီဥဆိုတဲ့သရတွေနဲ့ပါတွေ့ဆက်နိုင်မှာဖြစ်ပါတယ်ဒါပြင်စင်မြေဆက်လီဒန်ရှုပ်ကလတ်ပရိယေဆိုတဲ့စကားလုံးတွေမှာပါတယ်စာတက်တာတက်နာတက်ပါတက်ရာတက်ဆိုတဲ့အတက်တွေဟာမြန်မာစကားစစ်စစ်မှာတွေးလေးမရှိတဲ့အသုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာစကားမှာဆိုခဲ့တဲ့အတက်တွေကိုရေးချသင်္ကေတနဲ့တွဲဆက်သုံးဆွဲလေးမရှိလို့ပါပဲ။ပါဠိစကားလုံးစကားကလာတဲ့ဆက်ဘေးတင်ဘဟုဘတန်ရောစဉ်ဇက်ဇဒံမန်တက်တပ်ပင်နဲ့လောကဒန်တို့ဟာမြန်မာအသက်10ပါးနဲ့တွဲဆက်သုံးဆွဲထားတဲ့ပါဠိသက်စကားလုံးတွေလည်းဖြစ်နေပြန်ပါတယ်။